အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကချူချူဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့စပိုင်စီကြက်ကြော်လေးကိုကြော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးရေဆေးသန့်စင်ထားတဲ့ကြက်သားတွေကိုအရစာနှပ်ပါမယ်ခင်ဗျာစားနေငယ်တကြားနေငယ်နဲ့ငရုတ်ကောင်းနေငယ်တို့ကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာအချို့မုတ်ကိုထည့်ရင်လည်းရပါတယ်ခင်ဗျာပြီးတော့ရင်ထောင်းထားတဲ့ကျက်သွန်ပြုတ်သုံးမွားလာကိုထည့်ပြီးတော့မှကြက်သားကြော်ရန်အတွက်အကျော်မုံကိုလည်း3စွန်းလောက်ထည့်ပါမယ်ခင်ဗျာအကျော်မုံကိုတစ်ခါလေးထည့်ကြော်လို့ရတယ်လို့မုံနစ်ထည့်နေပြီးတော့မှလည်းကြော်လို့ရပါတယ်ခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ကတစ်ခါလေးထည့်ပြီးတော့မှ15မိနစ်လောက်နှက်ထားခဲ့ပါတယ်ခင်ဗျာနေနေရင်းနဲ့မှာပိန်းငပြားကြီးအကြီးကြံနေခဲ့လို့ပိန်းငပြားကြီးအကြီးတစ်စွန်းလောက်ကိုထည့်ပြီးတော့မှဆက်နေခဲ့ပါတယ်ခင်ဗျာပြီးတော့ရင်ဒေအိုတွေကိုစီးထည့်ပြီးတော့မှစီပူလာလို့ရှိရင်ကျွန်တော်တို့ကြက်သားကိုတတုံးချင်းထည့်ပြီးတော့မှကြော်ပါမယ်ခင်ဗျာကြက်သားကိုဦးရဲထည့်တဲ့အခါမှာလည်းတရုံနဲ့တရုံကတ်မသွားအောင်တည်တည်ရှာလေးထည့်ပေးရပါမယ်ခင်ဗျာမီးရနေတော်လေးထားပြီးတော့မှကြက်သားတွေကိုရွှေအောင်တန်းလာတဲ့အထိဖြည်းဖြည်းချင်းကြော်သွားပေးရပါမယ်ခင်ဗျာဒီလိုအနေထားရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကြက်သားတွေကိုဆယ်ထားလိုက်လို့ရပါပြီခင်ဗျာစောပြုတ်လို့ရန်အတွက်ကျွန်တော်တို့စပိုင်စီအနည်းအထုပ်သေး2ထုပ်ကိုဦးရဲကိုထည့်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်တို့ခရမ်းညင်သီးစောတစ်စုံနဲ့ကိုရီးယားငရုတ်သီးအနှစ်တို့ကိုလည်းထည့်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ကစပိုင်စီအနှစ်တွေပါတဲ့အတွက်ကြောင့်ကိုရီးယားငရုတ်သီးအနှစ်ကိုလျှော့ပြီးတော့မှထည့်ထားပါတယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်တို့ပြားရည်အနေငယ်ကိုလည်းထည့်ပါမယ်ခင်ဗျာပြားရည်နေရာမှာကျွန်တော်တို့တကြားထည့်ရင်လည်းရပါတယ်ခင်ဗျာပါဝင်ပစ္စည်းတွေအကုန်လုံးထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့မီးဖွင့်ပြီးတော့မှအိုးကိုစုလောင်းတည်လိုက်ပါမယ်ခင်ဗျာအိုးစုလာပြီဆိုရင်တော့ကျွန်တော်တို့ကြက်သားလေးကိုထည့်ပြီးတော့မှနေလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်ချိုချိုဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့စပိုင်စီကြက်ကြော်လေးကိုရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ